အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ PowerPoint မှာကျွန်တော်တို့ video slide ကိုဘယ်လိုလုပ်မလဲ slide ထဲမှာကျွန်တော်တို့ video တွေကိုဘယ်လိုထည့်ရမလဲဆိုတာကျွန်တော်သင်ပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့ပထမအဆုံး PowerPoint ကိုထုံးစံတိုင်းဖွင့်ပေးရပါမယ်။ပြီးရင်ကျွန်တော်တို့ဒီမှာ blank presentation ကိုယူပါ။ပြီးရင်ကျွန်တော်တို့ဒီနားမှာဒီဟာမလို့ချင်လို့ဆိုရင်ကျွန်တော်တို့တူပေါ်မှာ left click တစ်ချက်နေပြီးတော့ကျွန်တော်တို့ keyboard ပေါ်နေ backspace ကိုနေပါအောက်ကဟာလည်းကျွန်တော်တို့ edit နေတိုင်းတော့ပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ video တွေတပ်ပုံတွေယူဖို့ဆိုတာကျွန်တော်တို့ insert tab ထဲကနေယူပေးရတော့ဖြစ်ပါတယ်နောက်ကြောင့်ကျွန်တော်တို့ insert tab ထဲကိုတွားပေးရပါမယ်ပြီးရင်ကျွန်တော်တို့အခု video ထဲမှာဖြစ်ပါတယ် video ထဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကနေထည့်ပေးရပါမယ်တကယ်လို့ကျွန်တော်တို့ဓာတ်ပုံကိုထည့်ချင်ကျွန်တော်ဒီနားမှာ picture ဆိုတဲ့နေရာကနေထည့်ပေးရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကိုယ်တန်တွန်းထားတာရှိတယ်ဆိုရင်ကျွန်တော်တို့ဒီ audio ထဲကနေကျွန်တော်တို့ယူပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ခု video ထည့်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ video ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ online ကနေ video ယူသုံးမှာလားဒါမှမဟုတ်ကျွန်တော်တို့ဒီ laptop ထဲမှာရှိတဲ့မိမိရဲ့ laptop ထဲမှာရှိတဲ့ video တွေကိုယူသုံးမလားကိုကြိုက်တာတစ်ခုရွေးလို့ရပါတယ်ကျွန်တော်ကတော့ဒီမှာကျွန်တော်ရဲ့ laptop ထဲ video တွေကိုသုံးပြမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ this device ဆိုတာလို့ကျွန်တော်တစ်ချက်နေပေးမယ်ဒါဆိုကျွန်တော်တို့ကြာလာပါပြီကျွန်တော်တို့ desktop ထဲမှာကျွန်တော်တို့အသုံးပြုချင်တဲ့ video တွေကျွန်တော်တို့ဘယ်မှာတင်တယ်လဲဆိုတာကျွန်တော်တို့ဒီကနေရှာပြရမှာဖြစ်ပါတယ်။ဟိုတင်ထားတဲ့ file ကိုတွားပြပါကျွန်တော်တို့ဒီမှာ free video ထဲမှာတင်ပေးထားတာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ဒီနားမှာကိုတင်ထားတဲ့ file ကိုတွားပါပြီးရင်ကျွန်တော်တို့ဒီမှာကိုအသုံးပြုမဲ့ video ကိုရွေးပေးပါကျွန်တော်ဒီမှာဒါရွေးပြမယ်တစ်ချက်နေပြပါကိုသုံးပြမဲ့ video ပြီးရင်ကျွန်တော်တို့ဒီမှာတွေ့အောင်မှာ insert ရှိပါတယ် insert ကိုတစ်ချက်နေပြလိုက်ပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ video ဒီမှာကြာပါပြီတကယ်လို့ကျွန်တော်တို့ဒါကိုဖွင့်ချင်ရင်ကျွန်တော်တို့ဒီမှာဒါလေးကိုတစ်ချက်နေပြပါဒါဆိုရင်ကျွန်တော်တို့ video ဖွင့်သွားပါပြီဟုတ်ပြီတကယ်လို့ကျွန်တော်တို့ဒီမှာတခြားစာတွေလည်းထည့်ချင်လဲဆိုရင်ကျွန်တော်တို့ဒီဟာ zoom out zoom in လုပ်ချင်ကျွန်တော်တို့ဒီမှာအဆက်လေးတွေရှိပါတယ်ဒီအဆက်လေးတွေကိုကျွန်တော်တို့ဒီလိုထောက်ပါဒီလိုမျိုးပုံစံကြပြီးဆိုရင်ကျွန်တော်တို့ keyboard ပေါ်နေ left click ဖြည့်ပြီးတော့အောက်ကိုဆွဲချပေးလိုက်ပါကျွန်တော်ဒီဘက်ကိုလည်းချုံချင်ကျွန်တော်တို့သူ့ပေါ်မှာ left click တစ်ချက်ထောက်ပြီးပြင်ကျွန်တော် left click ဖြည့်ပြီးတော့ဒီလိုဆွဲပေးပါကိုလိုချင်တဲ့အနေထားပါထားပြပါချုံချက်ကိုကြိုက်တယ်လို့လုပ်လို့ရပါတယ်ကျွန်တော်တို့ဒီနားမှာစာတွေရိုက်မယ်ဆိုရင်လည်းရိုက်လို့ရပါတယ်ကျွန်တော်တို့စာရိုက်မယ်ဆိုရင်ကျွန်တော်တို့ထုံးစံတိုင်း insert ထဲကိုသွားပါပြီးကျွန်တော်ဒီနားမှာ text box ဆိုတာရှိပါတယ် text box ကိုတစ်ချက်နှိပ်ပြီးပြီးကျွန်တော်တို့ mouse ကနေကျွန်တော်ဒီလိုမျိုးဖြည့်ပြီးတော့ဆွဲပေးပါပြီးကျွန်တော်တို့ရိုက်ချင်တဲ့စာကျွန်တော်တို့ဒီမှာရိုက်လို့ရပါပြီကျွန်တော်တို့ဒီမှာစာမရိုက်ပြတော့ပါဘူးဘာညာဖို့ကျွန်တော်တို့ဒီမှာကိုရိုက်ချင်တဲ့စာရိုက်လို့ရပါတယ်အမြင်နဲ့အတွက်ကလေးတယောက်ကိုပြုစုပြုတ်ထောင်ပြီးဆိုပြီးကျွန်တော်ဒီနားမှာစာရေးပါရိုက်လို့ရတယ်ဥပမာအနေနဲ့ကျွန်တော် ABC ပဲရိုက်ပြပါမယ်ဗီဒီယိုရှေ့သွားမှာဆိုလို့ပါတကယ်လို့ကျွန်တော်တို့ဒီဟာ font size ချဲ့ချင်တယ်ဆိုရင်ကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့ selectပြင်ကျွန်တော်ဒီနားမှာကိုကြိုက်တဲ့ဟာတစ်ခုရွေးပြပါပြင်ကျွန်တော်တို့ဒီမှာတခြား color တွေလည်းထည့်ချင်ကိုကြိုက်တယ်လို့ထည့်လို့ရပါတယ်ကိုကြိုက်တဲ့ color ထည့်လို့ရပါတယ်ဒီဘက်မှာလည်းကျွန်တော်တို့ height contact လည်းလုပ်လို့ရပါတယ်ကျွန်တော်တို့ကိုကြိုက်တဲ့အကြောင်းတစ်ခုရွေးပြပါပြင်ကျွန်တော်တို့နောက် task slide တစ်ခုလိုချင်ကျွန်တော်တို့ထုံးစံတိုင်းပဲကျွန်တော်တို့ဒီနားမှာ new slide ကိုတစ်ချက်နှိပ်ပြီးပြင်ကျွန်တော်တို့ဒီနားမှာ blank slide ကိုပဲယူပေးပါ
ဟုတ်ပြီကျွန်တော်တို့ဒီမှာလည်းဗီဒီယိုတစ်ပုဒ်ထည့်ပြပါမယ်ဆောဆောအတိုင်းပဲကျွန်တော်တို့ဗီဒီယိုထည့်မယ်ဆိုရင် insert tab ထည့်ဖို့သွားဗီဒီယိုကိုသွား this device ကိုနေပြင်ကိုအသုံးပြုမဲ့ဗီဒီယိုတစ်ခုဟိုရွေးပေးပါကျွန်တော်ဒီနားမှာဒါပဲရွေးပေးမယ်ပြီးရင်ကျွန်တော်တို့ insert ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာဗီဒီယိုကြာလာပါပြီကျွန်တော်တို့ဒီမှာလည်းတခြားစာတွေရိုက်ချင်တယ်ဆိုရင်ကျွန်တော်တို့ခုနတိုက်ပဲ zoom in လို့ခြုံပါနေနဲ့ချဲပါချဲပြီးပြီဆိုရင်ကျွန်တော်တို့စောစောတိုက်ပဲ insert tab ထဲကိုသွား text box ကိုယူပြီးတော့ကျွန်တော်ဒီနားမှာကိုပုံကိုဗီဒီယိုနဲ့တက်ဆိုင်တဲ့စာတွေရိုက်လို့ရပါတယ်ဥပမာကျွန်တော်ဆိုရင်ဒီမှာလမ်းလျှောက်ခြင်းတွေကျမရဲ့အတွက်ဒီလိုဒီပါပေါ့ညာဘကိုရဲ့ဗီဒီယိုကိုရဲ့ content နဲ့ဆက်ဆက်တဲ့စာတွေပတ်သက်တဲ့စာတွေကျွန်တော်တို့အများကြီးရိုက်လို့ရပါတယ်ကျွန်တော်တို့တခြားဗီဒီယိုတွေလိုချင်တဲ့ကျွန်တော်တို့ခေါ်နာတိုင်းပဲ slide ကနေ new ကိုသွားပြင်ကျွန်တော်တို့ဗီဒီယိုထည့်ခြင်း insert tab ထဲကနေကျွန်တော်တို့ this device ကိုတော့အသုံးပြုမဲ့ဗီဒီယို file တစ်ခုရွေးပြီးကုန်လုံးတူပါပဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ PowerPoint ထဲမှာကျွန်တော်တို့ဗီဒီယိုတွေကိုဘယ်လိုထည့်ရမလဲဆိုတာကျွန်တော်တို့အားလုံးနားလည်လောက်ပြီးထင်ပါတယ်ဒီဗီဒီယိုကိုကျွန်တော်ဒီမှာပဲဆုံးသတ်ပါမယ်ခုလိုဆုံးကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်